Hello အားလုံးပဲမင်္ဂလာပါလို့ရှေ့ဦးစွာနှုတ်ခွန်းဆက်တာချင်ပါတယ်ဆိုတော့ဒီနေ့ကျွန်တော်ကပါဘောနော်coffee ဆိုင်ကိုရောက်နေတာဖြစ်တယ်ဆိုတော့ဒီ coffee ဆိုင်မှာဒီ coffee လေးတောက်ရင်းပေါ့နော်ကိုယ့်ရဲ့နှုတ်ဘတ်တော်လေးကိုစင်ချင်ရင်ပေါ့အကြောင်းအရာလေးတစ်ခုနဲ့ဝင်ငါချင်တာဖြစ်ပါတယ်လို့အဲ့ဒီကတော့ရှင်မတဲ့ခဝင်ချန်ခန်းကြီး7အငယ်28မှာပါတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဝင်လေးဗီမန်တို့တူပေါင်းလို့မှတ်ထင်လို့လာကြလို့ငါဒီချမ်းသာပေးမယ်လို့ပြောတာဖြစ်ပါတယ်ဆိုတော့လူတိုင်းကဝင်လေးကြတယ်လူတိုင်းမှာမိသားစုပြဿနာတွေအခက်အခဲတွေစီးပွားရေးတွေအိမ်ထောင်ရေးဒီပညာရေးစသဖြင့်ဝင်လေးနေတဲ့လူအများကြီးရှိပါတယ်။ကျန်းစာကပြောလင်းဆိုတော့ကိုယ့်ရဲ့ကြိုးစားခြင်းနဲ့သွားနေတဲ့လူတွေဝင်ထုတ်ဖို့ဖြစ်နေတဲ့လူတွေဒီနေ့ကိုရောရှိလာဖို့ရန်ပြောထားတာဖြစ်ပါတယ်။ဝင်လေးတဲ့သူပေါင်းကိုရောရှိလာပါကိုရောကမပေးမလဲဆိုတော့ give you rest လို့ပြောတယ်။ဒီကိုချမ်းသာခြင်းခွင့်ပေးမယ်ပြောရခဲ့တယ်။တော့ကိုရောရှိလာတဲ့လူတိုင်းကလမ်းဆန်းသွားမယ်လို့ပြောချင်းဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရဲ့ယုံကြည်လူတိုင်းရဲ့အသက်တာဘာနဲ့တူလဲလို့ပြောမယ်ဆိုတော့အပင်နဲ့တူတာဖြစ်ပါတယ်။ဆိုတော့အပင်တစ်ပင်ကရေလောင်းမှုမေ့သွားပြီဆိုတော့အဲ့ဒီပင်က6တွေ့လာမှဖြစ်တယ်။6တွေ့ပြီးတော့နောက်ဆုံးတည်ဆုံးသွားမှဖြစ်ပါတယ်။ကျွန်တော်ယုံကြည်လူတိုင်းခရိယန်တိုင်းရဲ့အသက်တာကလည်းအဲ့ဒီတိုင်းပါပဲ။ဒီနေ့ကျွန်တော်တို့ကိုယ့်ရဲ့နှုတ်ဘတ်တော်ဖြစ်တဲ့အသက်ဆိုင်ရင်ကျွန်တော်တို့ရဲ့သက်တာထဲမှာမတွန်းလောင်းမှုဆိုရင်တော့ကျွန်တော်တို့ကခုနအပင်လိုပဲရေလောင်းမှုမေ့နေတဲ့အပင်လိုပဲဖြစ်သွားမှာဖြစ်တယ်။ကျွန်တော်တို့ဝိညာဉ်ရေးရမှာလည်းကျွန်တော်တို့ဖခင်သခင်ရဲ့နှုတ်ဘတ်တော်ဖြစ်တဲ့အသက်ဆိုင်ရင်ကျွန်တော်နေ့ရက်တိုင်းမှာမလောင်းမှုဆိုရင်ကျွန်တော်သက်တာ6တွေ့လာမှာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့နေ့ရက်တိုင်းမှာဖခင်သခင်ရဲ့နှုတ်ဘတ်တော်ဖြစ်တဲ့အသက်ဆိုင်ရင်လည်းကျွန်တော်တို့အသက်ရှင်လိုက်ပါဆိုတော့ဒီနေ့ကျွန်တော်ကကော်ဖီတောက်တဲ့အချိန်မှာအဲ့ဒီကော်ဖီကျွန်တော်အထဲထဲခန္ဓာကိုယ်ထဲဝင်သွားတဲ့အချိန်မှာတနေ့ကုန်ကျွန်တော်လန်းဆန်းနေ fresh ဖြစ်သွားတယ်ကျွန်တော်အနေနဲ့လောက်ကန်ရတာအဆင်ပြေသွားတယ်အဲ့ဒီအတိုင်းပဲဖခင်သခင်ရဲ့နှုတ်ဘတ်တော်ဖြစ်တဲ့အသက်ဆိုင်ရင်ကတင်းရဲ့အသက်တာထဲမှာဝင်လာတဲ့အချိန်မှာတင်းရဲ့အသက်တာကလန်းဆန်းလာမယ်တင်းသက်တာကဖခင်သခင်ရဲ့ကောင်းကြီးမင်္ဂလာနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဘာလုပ်ဖို့လိုလဲလို့ပြောမယ်ဆိုရင်တော့ဒီနေ့ကျွန်တော်တို့ဖခင်သခင်ရဲ့နှုတ်ဘတ်တော်ကိုကျွန်တော်တို့နေ့ရက်တိုင်းမှာဖတ်ရှုလိုက်ပါဖခင်သခင်ကိုဆုတောင်းလိုက်ပါနောက်ဆုံးဖခင်သခင်ရဲ့မျက်မှောက်တော်ထဲမှာကိုပြုကိုယ်ွယ်ခြင်းနဲ့ပါဝင်လိုက်ပါတစ်သက်တာထဲမှာဖခင်သခင်ကလန်းဆန်းစီမှာဖြစ်ပါတယ်။ဒါကြောင့်မို့မိတ်ဆွေဒီနေ့လောကကြီးအသင်ကိုပေးနိုင်တဲ့ຢာကဝင်ထုတ်ဝင်ပိုးပဲဖြစ်တယ်။ဒီလောကကြီးပေးနိုင်တဲ့ຢာကတော့ဒီနေ့အနတ္တပဲဖြစ်တယ်။ဒါပေမဲ့ဖခင်သခင်ကတော့တင့်ကိုထာဝရနဲ့ဆက်ဆိုင်တဲ့အသက်ဆိုင်ရည်ကိုပေးနိုင်တဲ့ဖခင်ဖြစ်ပါတယ်။သခင်ယေရှုကရှမာရိမျိုးသမီးကိုအသက်ဆိုင်ရည်ပေးခဲ့တယ်လို့ပဲဒီနေ့တင်းရဲ့သက်တာထဲမှာဖခင်သခင်ကတင့်ကိုအသက်ဆိုင်ရည်ပေးနေတာဖြစ်ပါတယ်။အဲ့ဒီအသက်ဆိုင်ရည်နဲ့ဒီနေ့ရက်တိုင်းမှာအသက်ရှင်လိုက်ပါ။နေ့ရက်တိုင်းမှာဖခင်သခင်ကတင့်ကိုလန်းဆန်းစေမှာဖြစ်တယ်။တင့်ကိုချမ်းသာစေမှာဖြစ်တယ်။အဲ့ဒီဖခင်ကတင့်ကိုကောင်းကြီးနဲ့ပြည့်စေမှာဖြစ်ပါတယ်။ဒါကြောင့်မို့နေ့ရက်တိုင်းမှာမိတ်ဆွေသင်ပါနဲ့အသက်ရှင်တယ်လေ။တင်းရဲ့ဝင်ထုတ်ဝင်ပိုးတွေရှိနေမယ်ဆိုရင်တော့တင်းရဲ့မလွတ်မြောက်ခြင်းတွေတင်းရဲ့ကြဆုံးခြင်းတွေထဲမှာအသက်မရှင်ဘဲနဲ့ဒီနေ့တင်းရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုကိုရောရှိအနံလိုက်ပါအဲ့ဒီချိန်မှာတော့ဘုရားသခင်ကတင်းရဲ့ဝင်လေးနေတဲ့ຢာအားလုံးကိုချမ်းသာပေးမှာဖြစ်တယ်တင်းကိုအနားယူစေမှာဖြစ်တယ်တင်းကိုလန်းဆန်းစေမှာဖြစ်တဲ့ဘုရားဖြစ်ကြောင်းဝင်ငါလိုတာဖြစ်ပါတယ်ကျမ်းစာသူရောက်ခြင်းတိုင်းဘုရားရှင်သာ၍ကောင်းချီးပေးပါစေ